ဆရာငါเจ้าမိကလေးကယူနိုင်မတွေ့တော့တာတော့3နှစ်လောက်ရှိပြီဆက်သွယ်လည်းမရဘူးယူတယောက်ပေါ်မှာဘာတွေလုပ်နေလဲမသိအဆင်ပြေလားမသိပါဘူးဆရာဟမ်ဟောဘာလဲပြောဒီမှာဒါမေးမလို့ဟောအေးဒါဒီလိုလေဒီမှာဟာယူတငယ်ချင်းမတွေ့ရကြပြီနော်သတိရနေတာငါစီလာလဲတာလားလာလဲတာမဟုတ်ဘူးလေနေမကောင်းလို့ဆေးကန်းလာပြတာပေါ့အေးလေအတိတာကြီးကိုစိတ်ကူးရင်းနေတယ်အဖေကဒီမှာတာဝန်ကျလို့လိုက်ပြောင်းလာတာမထင်ထားဘူးအနာကဆေးကန်းနေဖွင့်ထားတာဖြစ်နေတာပဲအော်အေးပါဒါပေါ့ဘာဖြစ်လို့လဲဘယ်နားနေမကောင်းလို့လဲပြောပါအောင်ကိုယ်လက်တွေနားနေတယ်ဖျားခြင်းတလို့ပဲနှာဆေးပြီးတော့နှာခေါင်းကညဆိုရင်ပိတ်လို့အိတ်မရဘူးပဲနာရီကကြမျက်စိကလည်းကျိန်းဆက်ဆက်နဲ့ခေါင်းလည်းကိုက်တယ်လဲပင်လည်းနာတယ်ချောင်းလည်းတစ်ချက်ဆိုးတယ်လူကနုံးနေတော့အိပ်ရတယ်ပဲခွေးနေချင်တာပဲဟဲ့အင်းမောနုံးတာပေါ့အဲ့လိုတွေဖြစ်နေတာဘယ်နည်းရှိပြီလဲဟောဒီတိုင်းဆိုတငယ်ချင်းကရိုးအေးမိတာပါစိုးရင်ကြမလို့တက်တောင်ဆေးပေးလိုက်မယ်နော်အနားယူရေမြမြတောက်အာဟာရရှိတာတွေစားပေးဟုတ်ကျေးဇူးနော်ဒီဆေးကိုမနေ့နေ့လယ်ညတစ်နေ့3ချိန်တောက်ရမယ်ဘာဆေးလဲပါရာဆိုတော့ပါရာစီတမောပဲပေးလိုက်တာလားပါရာကအဖျားကြစေလေငါကိုမပူတာပြီးတော့ပါရာလောက်ကငါအမေလည်းတိုက်တက်တယ်ဆေးကန်းလာမနေဘူးအမရေရှင်းပြပါမယ်နားထောင်ပါဦးဒီပါရာရှင်းကိုမှာကပါရာစီတမောတစ်မျိုးပဲပါတာမဟုတ်ဘူးနှာဆေးနှာပိတ်တာတွေတက်တာစေတယ်တခြားဆေးတွေလည်းဒီဆေးတစ်မျိုးထဲမှာပဲပေါင်းထည့်ပြီးတော့ထုတ်ထားတာနောက်ပြီးတော့ဒီဆေးမှာကဘေးထွက်ဆိုးကျိုးများတဲ့ PPA မပါလို့စိတ်ချလက်ချတောက်လို့ရပါတယ်ဟောအဲ့လိုလားအဲ့လိုဆိုလဲပြီးတာပါပဲဆရာဝန်ကြမရေဘူးငါကြလာရဲ့နဲ့3 weeks later ဆရာကြီးဆေးကန်းလာပြတာပါဟောဆရာလို့မခေါ်ပါနဲ့ယူရဲတငယ်ချင်းတွေပဲဟုတ်မဟုတ်တာပညာကိုလေးစားလို့ခေါ်တာပါဆရာရဲ့ယူကိုလက်တွေနားနေပြန်ပြီဒီတခါတော့ဟိုလိုအေးမိတာမဟုတ်ဘူးယူလို့အိမ်ပြောင်းတော့မှလေအဲ့ဒါပစ္စည်းတွေရွှေ့ရမားရနဲ့ကြွက်သားတွေနားတာထင်ပါတယ်ဟမ်ယူအိမ်ပြောင်းသွားတော့မှလားမြန်လိုက်တာဟုတ်အဲ့ဒါဆေးလေးပေးပါအောင်အော်ဒါပေါ့တခြားဘာတွေဖြစ်သေးလဲဟုတ်ပြီတက်တာစီမဲ့စီကောင်းကောင်းလေးပေးလိုက်တယ်နော်ဒီမှာတောက်ရမယ်စီပါလာပြန်ပြီဒီပါရာစီတမောပါရာရှင်း original ကအရေးသွေးမြင့် premium quality နဲ့ထုတ်ထားတဲ့စီတော်ရုံကြော်သားနာတာလောက်ကတော့အများဆုံးတက်တာပါတယ်ပြီးတော့ဆိုကြိုလည်းနည်းတယ်မပြီးတာပဲ3 years laterဟာယူပါလားမတွေ့တာကြပြီတို့စီလာလဲတာလားဟင်အမှတ်မရှိမေးပြန်ပြီမဟုတ်ဘူးဒီမှာလေးသမီးလေးနေမကောင်းလို့လာပြတာသမီးလေးဟုတ်သမီးလေးတောင်ရနေပြီဆိုတော့အိမ်အောင်ကြနေပြီပေါ့နော် What ဟဲဒီစီရတော့ဟုတ်တယ်တကယ်ချင်းရလောက်ပါအောင်ဒီမှာသမီးလေးကိုကြည့်ပေးပါအောင်ဟောအင်းသမီးက2နှစ်တောင်ရှိပြီနော်အဖျား100ရှိတယ်ဖျားနေတာဘယ်နှစ်ရက်ရှိပြီလဲ1ရက်တခြားဘာတွေဖြစ်သေးလဲနှာစီးတယ်နှာရည်ယိုတယ်အစာစားတာလည်းနည်းသွားသလားလို့စိတ်ပူလို့အစားတော့စားနိုင်တယ်ပေါ့နော်ပြန်အန်တာမျိုးရှိသေးလားမရှိဘူးကလေးကရိုးအေးမိလို့ဖျားတာနဲ့ပဲတူပါတယ်အခုလိုမျိုးစောင်းအဝင်ရာသီအပြောင်းမှာဆိုရင်ဖြစ်တတ်တယ်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများတယ်တောက်ဖို့ဆေးလေးပေးလိုက်မယ်နော်နောက်2ရက်နေရင်ပြန်လာပြရမယ်ပြီးတော့အခုရေးပေးလိုက်တဲ့လက္ခဏာလေးတွေပြရင်လည်းပြန်လာပြရမယ်နော်ဆေးရပါဆေးလဲရင်သမီးလေးကအခဲမတောက်တတ်ဘူးရေဆေးတောက်လည်းအရန်ကြောက်တယ်ပြန်ထွေးထုတ်ပြတာဆေးရတော့ပါရာစီတမောပါပဲဒီပါရာရှင်းအီလက်ဆာကကလေးတွေတောက်ရလွယ်အောင်လို့လိမ္မော်အရသာနဲ့ထုတ်ထားတဲ့ပါရာအီပေါ့အဝင်ချိုလို့မေစိတ်ညစ်ရမှာမဟုတ်ပါဘူးတစိမ့်ကောကောင်းရဲ့လားအရေးသွေးမြင့်တဲ့ premium quality နဲ့ထုတ်ထားတာကျမတို့မယုံတော့ဆရာကိုတော့ယုံလိုက်နော်ဟုတ်ကဲ့ပါသွားလိုက်အောင်မယ်နော်ကျေးဇူးပါဆရာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာစုပြေပါ
ပါရာစီတမောဆိုတာအဖျားကျဖို့နဲ့နာကျင်မှုတွေကိုတက်တာစေဖို့တောက်ရတဲ့အသုံးများတဲ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးနေပြီးတော့လူအများစုတောက်ဖို့စိတ်ချရတဲ့ဆေးမို့လို့အဖျားတက်ခြင်းခေါင်းကိုက်ခြင်းတွားကိုက်ခြင်းကြွက်သားနဲ့အဆစ်များနာကျင်ခြင်းခါးနာခြင်းစတဲ့နာကျင်မှုဝေဒနာတွေအမျိုးမျိုးအတွက်ဒီပါရာစီတမောကိုအရင်ဆုံးတောက်ကြည့်ဖို့ညွှန်ကြားကြပါတယ်။ကိုဝင်ဆောင်မိခင်နိုးတိုက်မိခင်နဲ့2လအထက်ကလေးငယ်တွေလည်းစိတ်ချလက်ချတောက်နိုင်ပါတယ်။လူကြီးတွေကတော့900မီလီဂရမ်ဆေးပြားကို6နာရီချလိုအပ်ရင်4နာရီချအထိတောက်လို့ရပါတယ်။16နှစ်အောက်ကလေးတွေကတော့ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီးတော့တောက်ရမယ့်ဆေးပမာဏကိုတွက်ချက်ရပါတယ်။အသေးယောဂကြောက်ကက်ယောဂနာတာရှည်အရက်ဆွဲနေတဲ့သူတွေနဲ့အရန်ပိန်လွန်းတဲ့သူတွေကကြတော့ဒီပါရာစီတမောကိုမတောက်ခင်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ဒါမှမဟုတ်ယောဂတစ်ခုခုကြောင့်အမြဲတမ်းဆွဲတောက်နေရတဲ့ဆေးတွေရှိတယ်ဆိုရင်လည်းဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှတောက်သင့်ပါတယ်။ဟုတ်ကဲ့အခုဗီဒီယိုလေးကိုကြည့်ပြီးတော့သဘောကျတယ်ဆိုရင် like and share လုပ်ပြီးတော့မျှဝေပေးကြပါအောင်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်ဖျားနာပျောက်ကင်းပါရာရှင်